နောက်တစ်ဖက်မှာတော့အိုတာကြီးကသူ့ကိုယ်သူထူးဆန်းတဲ့နေရာတစ်ခုမှရောက်နေပြီဘာဖြစ်နေလဲဆိုတာမသိခဲ့ပဲသူမမိတာပျောက်ခဲ့သွားခင်ကသူမနဲ့စကားပြောခဲ့စကားတွေပဲဖြစ်နေပါတယ်အဲ့အချိန်မှာရုံးကဖုန်းဆက်ပြီးကတ်ဆူကြီးစိုက်နေပြီဟိုရိုကုမ္ပဏီကဒီနေ့ကျမတို့အစီအစဉ်နဲ့ကုမ္ပဏီကိုရောင်းမငွေမထောက်တော့ဘူးလို့ပြောလာတယ်လို့ပြောလိုက်ပါတယ်အိုတာကြီးကဘာလို့လဲဘာဖြစ်ခဲ့လဲလို့မေးတော့ရုံးကကျမမသိဘူးသူတို့စားဖို့လာတော့ကျမအော်သွားတယ်လို့ပြန်ပြောခဲ့ပါတယ်အိုတာကြီးကစိတ်ဆိုးပြီးကုမ္ပဏီကိုမြန်သွားကမန်နေဂျာနဲ့အခုချက်ချင်းတွေ့ပြီးသူတို့ရဲ့ဆုံးဖြတ်ချက်အတွက်အကြောင်းပြချက်ကိုပြောဖို့တောင်းဆိုခဲ့ပါတယ်သူတို့ကအရှင်မယင်းနှိမုံနှံမှုတွေအတွက်တာဝန်ရှိတဲ့ကုမ္ပဏီ CEO ကကျမရဲ့ကုမ္ပဏီရမုံငွေတွေကိုဖျက်သိမ်းလိုက်တာပါလို့ပြောလိုက်ပါတယ်။အိုတာကြီးကသူ့ကိုတွေးချင်ခဲ့ပေမဲ့ကောင်းမလေးကညင်းပြီးသူခုလာနေကျမတို့ပြင်ဆင်ထားရမယ်လို့ပြောလိုက်ပါတယ်။အိုတာကြီးကကောင်းပြီငါအခုသူ့ကိုပဲတားတွေ့မယ်လို့ပြောတော့ကောင်းမလေးကသူ့ကိုတားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူရောက်လာပြီးဝန်ထမ်းတွေအားလုံးကသူ့ကိုလေးစားဆက်သက်နေကြအောင်အိုတာကြီးတွေးလိုက်ရပါတယ်။အော်စရာကောင်းတာသူကသူမကိုလွန်ခဲ့တဲ့ခဏကကယ်တင်ခဲ့တဲ့သူနဲ့တူနေတာဖြစ်ပါတယ်။အိုတာကြီးကသူ့ကိုမြင်တာနဲ့ရှင်လာလို့ပြောခဲ့ရမယ်သူပြန်ပြေပဲထွက်သွားရမယ်သူမကသူ့နောက်ကိုလိုက်သွားပြီးကျမတို့ကုမ္ပဏီကတိုးတက်နေတာတော့ဘာလို့ရမုံငွေကိုရက်လိုက်တာလဲလို့မေးခဲ့ပါတယ်သူကနေလောက်ခဲ့တာကနေကုမ္ပဏီကကြောက်ဆုံးနေတာဆိုတာရဲ့အကြီးမားဆုံးတက်သေးပဲနေလုံးချင်အောင်ဘလို့တမန်ရမလဲဆိုတာတော့မသိပဲဖြစ်ပေမဲ့ဒါအကြောင်းပြချက်မဟုတ်ဘူးလို့ပြောခဲ့ပါတယ်သူကကျွန်တော်ရမုံငွေရက်လိုက်တာကလူမနာဂတ်မရှိတဲ့ကုမ္ပဏီမှာဆက်မရှိဘူးလို့ပြောပြီးသူတို့ကသူတို့ရဲ့အစီအစဉ်တွေကိုပြန်လည်းမပြင်ဆင်ပဲအဟောင်းတွေပဲကူချနေတာကြောင့်လူတွေကညီငွေကုန်ပြီလို့ပြောပြလိုက်ပါတယ်ကျွန်တော်နင်တို့ဘလို့ဆက်ဆောင်ရင်ပတ်ဝန်းပေးရမှာလဲလို့ပြောပြီးထွက်သွားတော့အိုရာကြီးကစိတ်ပြတ်သွားပါတယ်အိုရာကြီးကသူ့အဖေလိုအောင်မြင်တဲ့အစီအစဉ်တစ်ခုလုပ်ပေးမယ်လို့ဂရိပေးခဲ့တာကိုပြန်ပြီးတတိယသွားတာကြောင့်ပိုပြီးစိတ်ပြတ်သွားခဲ့ပါတယ်သူမကအတန်ချင်နဲ့ဒီစီစဉ်အောင်မြင်လိုက်မယ်ရှင်ဒီဆုံးဖြတ်ချက်အတွက်နောင်နှရစေရမယ်အစီအစဉ်ကနံပါတ်တစ်ခုတော့ဖြစ်လာရင်ကျမတို့ကိုပြန်မရှာပါနဲ့လို့ပြောခဲ့ပါတယ်သူတို့အားလုံးသူမရဲ့စကားပြောဆိုပုံကြောင့်အော်သွားခဲ့ကြပါတယ်အဲ့နောက်သူကသူမနာကိုကတ်လာပြီးကောင်းပြီဘလို့နောင်နှရမလဲဆိုတာပြကြည့်ပါအောင်လို့ပြောခဲ့ပါတယ်အဲ့နောက်သူကအိုတာချီကိုတွင်းရုံကောင်ခေါ်သွားပြီးနေကုမ္ပဏီကိုရမုံငွေပြန်တောင်းဖို့ကျွန်တော်မှချက်နှစ်ခုရှိတယ်ပထမတစ်ခုကအစီအစဉ်ရဲ့အောင်မြင်မှုလက္ခဏာတွေကိုပြပါနောက်ပိုင်းကထိတ်ဆုံဆဲကူးကပါလာမယ်ဆိုရင်ဒီစီစဉ်အောင်မြင်နိုင်တယ်လို့ကျွန်တော်ယုံမယ်ဒုတိယချက်ကတပတ်တွင်းမှာနေပြောခဲ့သလိုအစီအစဉ်ကိုနံပါတ်1ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းပြထားတဲ့သူတင်နာစာတမ်းတစ်ခုကိုပေးရမယ်ဒီရင်းနဲ့ကျွန်တော်ယုံကြည်အောင်လုပ်နိုင်ရင်ဒီလိုကုမ္ပဏီကိုရမုံငွေပြန်ထောက်ပံ့မိမယ်လို့ပြောခဲ့ပါတယ်အိုတာကြီးကရှင်းဆက်ပြီးစဉ်းစားနေအောင်မလားလို့ပြောလိုက်ပေမဲ့နောက်တော့ကျေးဇူးတင်ပြီးဒီခွင့်ရေးပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့ကိုတုံးချနိုင်ဖို့အတတ်နိုင်ဆုံးကြိုးစားပါမယ်လို့ပြောခဲ့ပါတယ်အဲ့ဒီကောင်လေးရဲ့နာမည်ကဇန်ဖြစ်ပြီးသူကအရန်ခက်ခဲ့တဲ့လူတစ်ယောက်ဖြစ်ကသူ့လက်အောက်ခံဝန်ထမ်းအားလုံးကသူ့ကိုရန်လေးသားကြပါတယ်သူကမြည်သည့်အကျိုးမြတ်မှမရတဲ့ကုမ္ပဏီကိုဖျက်ဆီးပေးရတာလွယ်တယ်လို့ယူဆတာကြောင့်သူကနင်းရှုံးပေးပြီးကိုယ့်ကိုမပင်ပန်းစေနဲ့တော့လို့ပြောလိုက်ပါတယ်ဒါပေမဲ့အိုတာကြီးကမဟုတ်ဘူးကျမအိမ်မက်ကောင်းတဲ့ဘုံနဲ့အစီအစဉ်အောင်မြင်အောင်လုပ်ဖို့နောက်ဆုံးအချိန်ထိကြိုးစားပါမယ်ရှင်မားရဲ့ဆိုတာကိုလည်းတက်တိပြပါမယ်လို့ပြောလိုက်ပါတယ်ဇန်ကဒါကကျွန်တော်လိုချင်တာပဲကိုချင်းတွေကိုလက်ခံနေတဲ့သူတွေကိုကျွန်တော်မုန်းတယ်ကျွန်တော်ဝန်ထမ်းအားလုံးဆုံးဖြတ်ချက်ခိုင်ပါပြီအောင်မြင်မယ်လို့ယုံကြည်တာကိုလိုချင်တယ်အဲ့ဒါကြောင့်နေပါလုံးမလဲဆိုတာကိုကျွန်တော်စောင့်နေပါမယ်လို့ပြောလိုက်ပါတယ်။အော်ရာကြီးကသူ့ကိုကျေးဇူးတင်ပြီးမထွက်တာခင်မှာဒီနေ့ဖြစ်ခဲ့တာတွေကိုဘယ်သူနဲ့မှစကားပြောဖြစ်သွားလေးလဲလို့မေးခဲ့ပါတယ်။အဲ့ဒါကသူကားတိုက်တော့မလို့ဖြစ်နေတဲ့အချိန်ဖြစ်ပြီးအော်ရာကြီးကဒီကိစ္စကိုစီမွန်နဲ့ဖြစ်ခဲ့တယ်လို့သူ့ကိုပြောရင်သူ့ကြီးနဲ့ပဲသူ့ကိုတက်လိုက်မယ်လို့တွေးလိုက်ပြီးမဟုတ်ပါဘူး။ဘသူမှမပြောပါဘူးလို့ပြောလိုက်ပါတယ်။ဇန်ကကောင်းပြီညင်ခုသွားလို့ရပြီလို့ပြောတော့အော်ရာကြီးကဒါကလှုပ်ဝက်ချက်လာလို့မေးခဲ့ပါတယ်။ဇန်ကဒီလိုပဲပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးခေါင်းချောက်ခံရတာမလို့ချင်ဘူး။သူတို့သိရင်ဒိတ်ပဲမရှိတဲ့စကားရင်းနဲ့စုံစမ်းစစ်ဆေးလိုက်မယ်လို့ပြောပါတယ်။အိုတာကြီးကဟုတ်ပါတယ်လို့ပြောပြီးစကားဆက်ပြောဖို့ကြိုးစားနေတော့မှသူကဆေးတူသွားပြီးနေစိတ်ချမ်းသာနေပုံရတယ်ဒီသူတင်နာစာတမ်းကိုလက်ပြန်တင်နေမှလားလို့ပြောခဲ့ပါတယ်အိုတာကြီးကမဟုတ်ဘူးလို့ပြောပြီးအမြန်ထွက်သွားခဲ့ပါတယ်